အားလုံးမင်္ဂလာပါခင်ဗျာအခုချိန်မှာကကျွန်တော်ဘယ် crypto ဝယ်ရမလဲဆိုတဲ့မိကုန်းပေါ်မှာကျွန်တော် Telegram မှာကျွန်တော်ညီကိုတယောက်ကမေးထားတဲ့မိကုန်းပေါ်မှာကျွန်တော်ဒီမှာဗီဒီယိုလေးနဲ့ပြောပြပေးချင်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့တော့ကျွန်တော်လူတိုင်းအကြိုက်ကိုတော့ကျွန်တော်ဒီမှာပြောပြလို့တော့မရတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကိုကဒီငွေကြေးဆိုင်ရာ financial နဲ့ပတ်သက်တဲ့ပြဿနာဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့လူတိုင်းအကြိုက်ကိုတော့ကျွန်တော်တို့ပြောပြလို့မရဘူးကို follower တိုးဖို့ကို video engagement ကောင်းဖို့တော့လူတိုင်းအကြိုက်ကိုပြောပြရတာလွယ်ပါတယ်ကျွန်တော်ဆရာဆုံးပါတယ် risk is everywhere ပေါ့နော်ဒီ crypto လောကမှာ risk ကနေရာတိုင်းမှာရှိတယ်ဗျအလိမ်ခံရတာလည်းရှိတယ်ပျက်စီးဆုံးရှုံးတာတွေလည်းရှိတယ်ပေါ့နော် crypto တခု invalidation ဖြစ်သွားလို့ပျက်စီးဆုံးရှုံးတာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့အများတဲ့လူတွေကဒီလောကမှာအကုန်လုံးကကျွန်တော်တို့ဘာပြောလှုပ်ချင်တာလုပ်နေကြတာပဲအဲ့ဒီလူတွေကဘာလဲဆိုတော့ 95% တော့ loser တွေပဲတဲ့ trading မှာပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့အားလုံးအတွက်ကိုအကျိုးရှိစေမယ် investing အတွက်အကြံပြုချက်လေးကိုကျွန်တော်ဒီမှာ video လေးနဲ့ညှောက်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့ YouTuber တွေကcrypto နဲ့ပတ်သက်တဲ့ YouTuber တွေကဟို crypto လေးကောင်းတယ်ပြောလိုက်ကျွန်တော်တို့ live ဝယ်လိုက်ဒီ crypto လေးကောင်းတယ်ပြောလိုက်တက်မယ်ထင်တယ်ပြောလိုက် live ဝယ်လိုက်နေကျွန်တော်တို့တကယ်ကကိုဝယ်လိုက်တဲ့ crypto ကဘလို့အလုပ်လုပ်လဲဘယ် sector မှာဘာတွေကောင်းလဲဘာအတွက်အလုပ်လုပ်နေလဲဆိုတာကိုကျွန်တော်တို့ကဘယ်သူမှတည်တည်ချာချာမလေ့လာကြဘူးပေါ့နော်အဲ့တော့မလေ့လာကြဘူးဘယ်သူတွေကဘယ်သူတွေရဲ့ adoption တွေရပြီးသွားပြီလဲဆိုပါစို့ institution နဲ့ adoption တွေရပြီးပြီလားဒီ government ကကောgovernment adoption တွေရောပါလားဆိုတာတခုမှတိတ်မသိကြဘဲနဲ့အဲ့ဒီပုံမှာကိုယ့်ရဲ့ငွေကြေးကိုမျက်စိမှိတ်ပြီးတော့မြုပ်နှံပစ်လိုက်တာအရန်တစ်မျိုးကိုကောင်းတယ်ပေါ့နော်တစ်ခါကန်ကောင်းလို့ဈေးတက်သွားရင်တော့မှအကျိုးမြတ်ရရင်တော့မှန်တက်နေတာလေးတွေ့ဘူးတယ်အမကြောက်အဲ့ project က validation ဖြစ်ပြီးတော့ investment လုပ်ထားတဲ့ငွေအကုန်ပလုံတဲ့အထိလဲကျွန်တော်တွေ့ဘူးတယ်ပေါ့နော်တချို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ crypto တခုဝယ်တော့မှဆိုလို့ရှိရင်အဲ့ဒီ crypto project ကဘာအတွက်လဲဆိုတော့ကျွန်တော်တို့ကသိဖို့လိုတယ်အဲ့ crypto project ကဘာအတွက်ကိုလောက်ထားတာလဲဘာအတွက်ဘယ် utility အတွက်အလုပ်လုပ်နေတာလဲဆိုတော့ကျွန်တော်တို့ကသိဖို့လိုတယ်ဥပမာဗျာမနေ့ကကျွန်တော်မနက်ပိုင်း analysis လုပ်ပေးလိုက်တယ်ကျွန်တော်တို့ onto ဆိုပါစို့ onto finance ပေါ့နော်သူဆိုလို့ရှိရင်ဘာလုပ်လို့ဆိုတော့ကျွန်တော်အကြမ်းမြင်လေးပြောပေးမယ်အဲ့တော့ traditional finance နဲ့ decentralized finance ကြောင်းအလုပ်လုပ်ပေးတယ်RWASS ပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင် project ပေါ့နောက်တစ်ခုဆိုလို့ရှိရင်နောက် RWA project တွေအတွက် machine ဖြစ်လိုအပ်တဲ့ Oracle လိုဝန်ဆောင်မှုပေးရ chain link လိုဟာမျိုး link ပေါ့နော် link crypto လိုဟာမျိုးဆိုတာ link ဆိုရှင်ဘာတော့မှရှိတယ်ကျွန်တော်ဈေး price တွေဒါမှမဟုတ် data တွေ blockchain ပေါ်လုံးကျုံစွာကျွန်တော်လုံးချုံယူဆောင်လာပေးတဲ့ project ပေါ့ဗျာ chain link ကတော့နောက်တစ်ခုကကျတော့ XRP ဆိုပါစို့ XRP ဆိုရင်ဘာလုပ်လဲဆိုတော့သူကဘာလို့ဆိုတော့သူကနိုင်ငံဖြတ်ကျော်ငွေလဲပေါ့နော် cross border border transfer ပေါ့ပြောရပြီဆိုလို့ရှိရင်ငွေလဲတဲ့ကိစ္စတွေကိုကျွန်တော်စက္ကန့်ပိုင်းတွေမြန်ဆန်လှုပ်ဆောင်နိုင်ဖို့အတွက်ကို run နေတဲ့ project ပြအဲ့လို project တွေပေါ့နော်အဲ့လိုအကြမ်းမြင်တော့ကျွန်တော်တို့ကသိရမယ်အဲ့ဒါမှဒီ project ကဘာအတွက်လှုပ်နေလဲဘယ်အတွက်လှုပ်နေလဲသူ့အနောက်မှာဘယ်သူတွေရှိနေလဲဆိုတာကိုဟိုကျွန်တော်တို့သိအောင်ပါဗျာဒီ daily ကတော့အများကြီးကြံသေးတယ်ကျွန်တော်လေ့လာဖို့အများကြီးလိုတယ် trading investing မှာကျွန်တော်ရေရှည်လောက်ကင်မယ်ဆိုလို့ရှိရင်တော့ဒီဟာတွေအကုန်လုံးကိုဒီ crypto ရဲ့ background နဲ့ဒီ project ဒီကို analysis တွေရှာလုပ်အောင်ပေါ့နော်ခဏတစ်ဖြုတ်ဆိုရင်တော့ရှုံးတာနဲ့ပဲရှုံးတာနဲ့ပဲဒီလောက gambling မှာဆိုပြီးတော့လစ်ပြီးတော့ထွက်သွားမယ်လူတွေရတယ်အများကြီးပဲပေါ့ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့အခုခေတ်မှာကျွန်တော် crypto တစ်ခုကိုကျွန်တော်တို့ analysis လုပ်ရတဲ့ပုံစံကဆိုသူ့ရဲ့ background ကိုလို့ပြောမှဆို background analysis လုပ်တဲ့ပုံစံအရင်လွယ်ပါဘာလို့ဆိုတော့ AI ခေတ်ဖြစ်နေရဆိုတဲ့အတွက်ကြောင့် AI ခေတ်မှာကျွန်တော်တို့ crypto ရဲ့Binance မှာသွားပြီးတော့ info မှာသွားပြီးတော့ကျွန်တော် white paper ကိုသွားဖတ်เสียမလို့တော့ဘူးဗျမလို့တော့တဲ့ခေတ်ဖြစ်နေပြီဗျပြောရမယ်ဆိုရှင်အဲ့တော့တခုခုသိချင်တယ်ကျွန်တော်တို့ Gemini လိုဟာမျိုးပေါ့နော် AI လိုမျိုးဟာမျိုးမေးလိုက်တာနဲ့ကျွန်တော်အဲ့ဒီ crypto project ကဘာလဲဆိုတာအကုန်လုံးကထွက်နေပြီဒါဒီထက်ပို့ပြီးတော့တိကျသိချင်တယ်ဆိုလို့ရှိရင် AI တစ်ခုနှစ်ခုလောက်ကိုမေးလိုက်တာနဲ့အဲ့ crypto ရဲ့ background တွေအကုန်လုံးကကျွန်တော်တို့ကထွက်လာပြီးသားဗျအဲ့ဒီတော့ကြောင့်ကျွန်တော်တို့အားဆိုင်ပြီးတော့ကျွန်တော်တို့အရင်ဟိုဥပမာဆိုပါတော့ white paper ကိုဖတ်ပြီးတော့ဘာသာပြန်ပြီးတော့လုပ်နေစရာမလိုတော့ခေရောက်နေပြီဗျအဲ့ဒီအတွက်ကြောင့်အရင်လွယ်ကူဖြစ်နေတဲ့ခေတ်မှာဒီလောက်ကတော့ကျွန်တော်တို့ကိုရင်းနှီးမြှုပ်နှံမဲ့ crypto ရဲ့ background crypto ရဲ့ project အကြောင်းကိုတော့ကျွန်တော်တို့ဟိုအကြမ်းမြင်တော့ကျွန်တော်သိဖို့လိုတယ်ပေါ့နော်ဘာ utility မှမရှိတဲ့ crypto ပေါ်မှာကျွန်တော်တို့သွားပြီးရင်းနှီးမြှုပ်နှံလိုက်လို့ဥမာအဲ့ကောင်တွေကရေရှည်မခံဘူးဗျပြောရမယ်ဆိုလို့ရှိရင်ရေရှည်မခံဘူးဆိုတာဘာ utility မှမရှိတဲ့အတွက်ကြောင့်ဘာ project background မှမရှိတဲ့အတွက်ကြောင့်ဈေးကတော့သူ့ရဲ့ community ရဲ့ high ကြောင့်ဖန့်နေမယ်ဆိုတော့ကိုယ့် community အားကြောင့်တက်နေမယ်အချိန်တိုင်းတော့သူကပြုတ်ကြမှာအဲ့ဒီပုံမှာကိုယ်ကရင်းနှီးမြှုပ်နှံမှုလုပ်လိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံထားတဲ့ investment ငွေပဲကျွန်တော်ပျက်စီးဆုံးရှုံးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာတော့ဘယ် crypto ဝယ်ပါဘယ် crypto ဟိုဟာဖြစ်ပါဝယ်စုပါဆိုပြီးတော့ကျွန်တော်ဒီမှာအကြံပေးရတော့မဟုတ်ဘူးအဲ့တော့ကိုဝယ်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလေးဒီတော့တည်ပြီးတော့ဒါလေးကတော့
ဒီမှာ AI sector မှာဆိုရင်တော့ဘယ်ဟာလေးကတော့အဆင်ပြေတယ်ဥပမာဆိုပါစို့ဗျာ crypto တခုကိုသိပြီဆိုပါစို့ crypto တခုကိုသိပြီဆိုလို့ရှိရင်အဲ့ crypto ကိုကျွန်တော်တို့ကGemini မှာတွားပြီးတော့ကျွန်တော်တို့မေးလိုက်ပါတော့ဒီ crypto ကဘာအတွက်အလုပ်လုပ်နေတာလဲတကယ်ဖြစ်နိုင်ကြီးရှိမရှိအဲ့လိုမျိုး project တွေတစ်ချက်တွားပြီးတော့ analysis လုပ်မယ်လုပ်ပြီးတော့မှဒါကိုကဒီကောင်ကအခုကဘာလဲ all time high ရောက်နေတာလား all time high ရောက်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က investing အတွက်ကအဆင်မပြေဘူးဘာလို့ဆိုတော့ buy low set high ပဲရှိတယ်buy low set high ပဲရှိတယ်ဖြစ်တဲ့အတွက်ကြောင့်ဟိုအမြင်ဆုံးဈေးရောက်နေတဲ့ crypto တခုကျွန်တော်တို့က invest လုပ်လို့မရအောင်အဲ့ဒီအတွက်ကြောင့်buy low buy the dip ဒီနေရာတွေမှာကျွန်တော်တို့ကရှာပြီးတော့စောင့်ပြီးဝယ်ရမှာပေါ့နော်အဲ့လိုမျိုးဟာမျိုးလေးတွေကျွန်တော်တို့ကလှုပ်ထားမှဒါတိထားမှဒါအဆင်ပြေမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ဘယ် crypto ဝယ်ရမလဲဆိုတဲ့မေးခွန်းပေါ်မှာကျွန်တော်တို့ဒီ trading လောကမှာကျွန်တော်တို့ဝင်လာတဲ့ beginner trader တွေအတွက်ပေါ့နော်ရေရှည်လောက်ကင်မဲ့သူတွေအတွက်ကိုဒီလိုလေး project ကိုကျွန်တော်ဖတ်ရတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်တို့လည်း sharing နေနဲ့ပြောပြပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်